ဒီချက်တွေကတော့လွန်ခဲ့တဲ့နှစ်ပေါင်း1000ကတည်းကဘိုးဘေးတွေလက်ဆင့်ကမ်းတင်ကြားခဲ့တဲ့ရှေးခေတ်အသိပညာတွေပဲဖြစ်ပါတယ်။တရှိခေတ်ကျွတ်ထောင်6ရှိလုံးကကျွတ်သက်စေးတွေမရှိသေးတဲ့အတွက်သူတို့ဟာပုံနဲ့အစာမြူတဲ့နီလန်းကိုသုံးကြပါတယ်။ကျုပ်ဝင်လိုက်တာနဲ့ပုံနဲ့ပြုတ်ကျသွားပါတယ်။နဲ့မြေရင်းထောင်6မြေကြီးထဲမှာအပေါက်တစ်ပေါက်တူပြီးကက်ထူပြားကိုအဝိုင်းပုံစံဖြက်ကထမင်းစစ်အနှဲငယ်ထည့်ထားပါတယ်။တားကောင်ကနင်းလိုက်တာနဲ့အပေါက်ထဲကိုချော်ကျသွားစေပါတယ်။သုံးဝါးများတဲ့ရှေးခေတ်မှာအစာရှားပါတဲ့အခါလူတွေကဝါရဲ့ဆက်နိုင်စွမ်းကိုအသုံးပြုပြီးငါးများတွေဖန်တီးခဲ့ကြပါတယ်။ဝါရဲ့ထိတ်နှစ်ဖက်ကိုချော်အောင်ပြုလုပ်ပြီးအဲ့ဒီပုံမှာကျူရိုးတွေကိုတွဲချပါတယ်။အလဲမှာတော့မြေပဲတွေထည့်ပြီးကျိုးချီလိုက်တာနဲ့မြားတဲ့တစ်ချောင်းဖြစ်သွားပါတယ်။လေးစိုက်ပျိုးရေးအတွက်ရေသွင်းခြင်းရှေးခေတ်ကလျှက်စစ်မီးမရှိသေးတဲ့အတွက်လူတွေဟာပုံတပုံနဲ့ရေထည့်ပြီးပြုံလုံးဝိုင်းတစ်ခုကိုထည့်ကအပေါ်အောက်လှုပ်ရှားပေးကြပါတယ်ဒီလိုလုပ်တဲ့အခါရေတွေကပန်းထွက်လာပြီးတီးနှံတွေကိုရေသွင်းပေးနိုင်ပါတယ်ငါးမီးချစ်မပါပဲမီးမွေးခြင်းရှေးတုန်းကမီးချစ်မရှိတဲ့အခါလူတွေကတစ်သားပြနဲ့တကြားတို့ကိုရောပြီးတုတ်တစ်ချောင်းကိုအနောက်ရှေ့ပြင်းပြင်းထန်ထန်ပို့တိုက်ကြပါတယ်အဖြူရောင်မီးမွေးထွက်လာတာနဲ့တုတ်ကိုဖယ်လိုက်ပြီးမီးစတင်မွေးနိုင်ခဲ့ကြပါတယ်6တန်လိုက်အိမ်မြောင်ဖန်တီးခြင်းရှေးတုန်းကလူတွေလမ်းပြောက်တဲ့အခါအချုပ်အပ်ကိုဓာတ်နဲ့အကျိန်ပေါင်းများစွာချစ်ကြပါတယ်အကျိန်နှဲငယ်ချစ်ပြီးတဲ့အခါအဟာတန်လိုက်တဲ့ဖြစ်လာပါတယ်အဲ့ဒီနောက်အဲ့ဒီအက်ကိုအရွက်တရွက်ပေါ်တင်ပြီးရေထဲချလိုက်ကလာရလမ်းကြောင်းကိုဆုံးဖြတ်ဖို့သုံးခဲ့ကြပါတယ်ခုနှစ်ရှိခေတ်နွားချီနီးနဲ့ခင်းမှာနွားတွေကိုလွတ်ကြောင်းကိုခေါ်ထုတ်သွားပြီးတစ်ပင်မှာချီနှောင်ထားတဲ့အခါနွားဘလောက်ဆွဲဆွဲဒီထုံးကဘယ်တော့မှမပြေဘူးလို့ဆိုပါတယ်မိတ်ဆွေတို့ဘ ഹു တုတရရှိတယ်ဆိုရင် OK ရေးခဲ့ပါ